နေ့တော့နဒီရဲ့ channel မှာရှင်သန်နေတဲ့စိမ့်စိမ့်ဆူဆူကြောက်ဖြုံပင်အကြောင်းကိုပြောပြခြင်းနဲ့ဒီကြောက်ဖြုံပင်လေးကလေနဒီတို့အိမ်ပြောင်းတော့အစကတည်းကရှိနေပြီးသားဖြစ်တဲ့ကြောက်ဖြုံပင်လေးပေါ့နော်အဲ့ဒါကိုနဒီဖေကပြန်ပြီးတော့မြေတောင်မြောက်ပေးထားတာပါအဲ့လိုမျိုးမြေတောင်မြောက်ပေးထားတဲ့အတွက်ကြောင့်ပေါ့နော်ကြောက်ဖြုံသီးလေးတွေကလည်းတီးလာပြီအဲ့တော့ကြောက်ဖြုံသီးကကျမကြီးအတွက်ဘယ်လိုတောင်ထောက်ကူပြုလဲဆိုတာကိုနဒီတီးတလောက်နည်းနည်းပြောပြချင်ပါတယ်ကြောက်ဖြုံသီးရလေစီးရွှင်ပြီးတော့ခန္ဓာကိုယ်ရဲ့အစိတ်အတောင့်တွေကိုဖယ်ရှားပြီးတော့ကြောက်ကက်ကျန်းမာရေးကိုလည်းအရင်အထောက်အကူပြုစေတယ်။အစာအိမ်နဲ့ဦးလန်းချောင်းကိုလည်းကျန်းမာစေလို့အစာကြေလည်းလွယ်စေပါတယ်။အဲ့ဒါအပြင်သူ့မှာရေဓာတ်တွေအများကြီးပါဝင်တာမလို့ကယ်လိုရီနည်းပါးပြီးတော့ဝေးချခြင်းတဲ့သူတွေအတွက်အကောင်းဆုံးပါပဲရှင်။ကဲဒီလောက်တောင်အကျိုးအာနိသင်တွေများတဲ့ကြောက်ဖြုံသီးကိုဘလို့ချက်စားရတာအကြိုက်ဆုံးလဲဆိုတာ comment မှာပြောပြပေးခဲ့ကြပါအောင်နော်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်။